မလေးဆိုရင်ပေါ့နော်တိချက်စီမှာရင်လာဖွင့်တာပေါ့နော်သူကဘယ်လိုမျိုးလဲဆိုရင်သူကသူရဲ့ငန်းကဒီ9ရက်မှသူတခါသွားတယ်နော်ဝမ်းသွားတဲ့အခါမှာဆိုရင်လည်းဒီအတုံးပေါ့နော်ကွန်လီလုံးလိုမျိုးပုံစံပေါ့နော်ပြီးသူဝမ်းအယောင်လည်းမလာနေဘူးပေါ့နော်ပြီးသူကဒီပေါ့နော်ဒီဝမ်းနှုတ်စီးတွေကိုဘုံတော့တခါတလေဆိုရင်ဒီ9လုံးချစ်လုံးပေါ့နော်အဲ့လောက်အထိစားတာမှသူဝမ်းကမသွားနေဘူးပေါ့နော်အဲ့ဒီအချိန်မှာတိချက်သူမေးလိုက်တယ်ရေကောတောက်လားရေလဲတောက်တယ်ပေါ့နော်ပြီးအောင်ကိုလဲလှုပ်ရှာလဲလှုပ်တယ်ပေါ့နော်သူကအမြင်တက်လေသူစားနေတာပေါ့နော်ဒါပေမဲ့သူကဒီရေတောက်နီးလဲမမှန်ဘူးရေအများတောက်ပေမဲ့လေသူကရေတောက်နီးကလည်းဒီမားနေတဲ့အတွက်ကြောင့်ပေါ့နော်အဲ့ဒါတိချက်ကသူ့ကိုရေတောက်နီးမမှန်လေးနဲ့လေပြောပြပေးလိုက်တယ်ပေါ့နော်ပြီးရင်တိချက်ကသူ့ကိုဘာလေးညွှန်းပေးလိုက်တယ်လဲဆိုရင်တိချက်နားမှာအခုတိချက်အိမ်မှာထားဖြစ်တဲ့ဒီမကြီးယူပေါ့နော်အခုမကြီးယူဒီဝမ်းမှန်ယူပေါ့နော်ဒီမကြီးတီးဝမ်းမှန်ယူကဒီမကြီးတီးဆက်မှာစေဒီအမြင်တက်ညာပါတဲ့အတွက်ကြောင့်ပေါ့နော်ကိုရဲ့ဝမ်းကိုမှန်စေတယ်ဝမ်းအေးစေဒီထဲမှာပြားရည်လည်းပါတဲ့အတွက်ကြောင့်တော့ပြားရည်ကဒီprobiotic ဆိုတဲ့ဒီပိုးဒီကောင်လေးကိုသူကထုတ်ပေးတာပေါ့နော်သူ့မှာ probiotic တော့မပါပေမဲ့လည်းပေါ့နော်သူကဒီကောင်းတဲ့ပိုးတွေကိုခန္ဓာကိုယ်မှာကောင်းတဲ့ပိုးတွေကိုထုတ်လုပ်ပြီးပြောင်းမှာမကောင်းတဲ့ပိုးတွေကိုစွန့်ထုတ်ပေးတာပေါ့နော်ဒါကြောင့်လို့နီးမှန်မှန်လေးကိုစားပေးမယ်ဆိုရင်ကိုရဲ့ဝမ်းမှန်စေတဲ့ဒီတပူးဆိုရင်10ရက်စာလောက်ကိုစားပေးလို့ရတာပေါ့နော်အဲဆိုရင်ကိုကဝမ်းကိုပေါ့နော်လူတဦးမှာအဒီအကြီးဆုံးကဝမ်းဖြစ်တဲ့အတွက်ကြောင့်ဒီချေတို့မှာကျန်းမာဖို့ရန်အတွက်ဝမ်းကရေးကြီးတာပေါ့နော်ဒီဝမ်းကလည်းကိုယောဂရစေနိုင်တယ်လို့ယောဂကြောင့်လည်းကိုကဝမ်းချုပ်စေတာပေါ့နော်ဒါကြောင့်အိမ်တိုင်းမှာဒီလိုမျိုးပေါ့နော်မကြီးတီးဝမ်းမှန်ယူတဘာဝကထုတ်လုပ်ထားတဲ့မကြီးတီးဝမ်းမှန်ယူကိုလည်းစောင့်ပြီးဖို့လိုအပ်ပါတယ်မာယူရှင်တဲ့ဆက်တွေမာယူရှင်တဲ့ဆိုရင်ဒီချက်ရဲ့ဒီ TTCP မှာလည်းတွားလို့ရပါတယ်ဒီချက်ကတော့ဒီလမ်းညွန်ပေးရှင်တာပေါ့နော်ဒီဝမ်းနှုတ်စီတောင်းတဲ့အစားပေါ့နော်ကိုကတဘာဝကနေထုတ်လုပ်ထားတဲ့ဒီပေါ့နော်မကြီးတီးနဲ့သုံးဆောင်စေရှင်တာပေါ့နော်